ဒီနေ့ကမှဖုန်းကုမ္ပဏီအများစုကခောက်လို့ရတဲ့ screen နဲ့ဖုန်းတွေကိုထုတ်လုပ်လာကြတယ်။အသုံးပြုလို့ကောင်းတာလည်းတစ်ချက်ဖြစ်တယ်လို့ premium channel လို့ခံစားရတဲ့အတွက်လူအများစုကလည်းကြိုက်ကြတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် Samsung Z Flip ဆိုလို့ရှိရင် main ကလေးတွေအများစုအရန်ကြိုက်ကြတယ်။ဘာလို့လဲဆိုလို့ရှိရင်သူကအလွယ်တကူတည်သွားလို့ရတယ်။ပြီးလို့ရှိရင်သူအများစုအနေနဲ့ makeup phone လို့တောင်ပြောကြတယ်။ဒီပြောရလို့ရှိရင် makeup box လေးလို့ပဲတေးသေးလေးဗျာ။ပြီးတော့ main ကလေးတွေကလည်းဒီလိုမျိုးဒီပစ္စည်းတွေဆိုလို့ရှိရင်ချစ်ကြတယ်။အဲ့လိုမျိုးဆိုတော့ကြတော့ဒီ Samsung Z Flip ကလည်း main ကလေးတွေကြားထဲမှာအရန်ခစ်စားခဲ့တယ်။ဒီလိုမျိုးပဲ Huawei ရဲ့ Mate ဆိုလို့ရှိရင်လည်းယောက်ျားလေးတွေအများစုကြိုက်ကြတယ်။ဘာလို့လဲဆိုတော့သူ့ပုံစံက premium look အရန်ဆန်တယ်။ပြီးတော့နည်းနည်းအထာကျတယ်လို့ခံစားရတဲ့အတွက်ယောက်ျားလေးအများစုသဘောကျတဲ့အထဲမှာပါတယ်။ဒါပေမဲ့လည်း forever ဈေးကွက်ကိုသူနဲ့မဆိုင်တယ်လို့ထိုင်နေခဲ့တဲ့သူကတော့ Apple ပါ။ Apple ကတော့ iPhone တွေအများကြီးတစ်မျိုးပြီးတစ်မျိုး brand တွေတစ်ခုပြီးတစ်ခုဇက်တိုက်ထုတ်နေတယ်။တိတ်မကြခင်ရဆို iPhone 16e ထွက်လိုက်သေးတယ်။ဒါပေမဲ့သူကဒီ forever ကိုသူနဲ့မဆိုင်တယ်လို့ပဲသူပြစ်သက်လက်ခတ်လောက်ထားတာကနေပြီးတော့ဒီနေ့မှာတော့ဒီ forever နဲ့ပတ်သက်တဲ့သတင်းတစ်ခုထွက်လာခဲ့တယ်။အဲ့ဒါကတော့ဘာလို့ဆိုလို့ရှိရင်နာမည်ကြီး Apple Analyst တယောက်ဖြစ်တဲ့ Minji Kuo ကနေပြီးတော့ Apple က forever ဖုန်းတစ်လုံးကိုဒီနှစ်ကုန်လောက်မှာထုတ်ဖို့အတွက်ပြင်ဆင်နေရဆိုပြီးတော့ပြောလာခဲ့တယ်။ပြောရလို့ရှိရင်ဒီနှစ်ကုန်ဆိုတော့2026လောက်ဖြစ်လိမ့်မယ်။2026ဆိုပေမဲ့လည်း2026 3လပိုင်း4လပိုင်းလောက်တော့သွားမယ်လို့ထင်တယ်။ပြီးတော့သူထပ်ပြောတာကဒီ Apple က AI ဖုန်းတစ်လုံးအနေနဲ့လာမှာဖြစ်ပြီးတော့ Face ID လည်းသုံးမှာမဟုတ်ဘူး။ပြီးတော့ Touch ID ကိုဘောင်မှာထည့်မယ်ဆိုတဲ့ပုံစံမျိုးလည်းပြောသွားခဲ့တယ်။ Okay အဲ့တော့ဈေးနှုန်းကဘယ်လောက်ဖြစ်မလဲ။ဈေးနှုန်းကတော့သူပြောသွားပုံအရဆိုလို့ရှိရင်တော့ဒေါ်လာ2000လောက်ဖြစ်လိမ့်မယ်ဒေါ်လာ2000လောက်ဆိုလို့ရှိရင်မြန်မာငွေနဲ့ဆိုလို့ရှိရင်တော့အနည်းဆုံး300ကိုတော့အသာလေးကျော်တယ်အဲ့တော့တော်တော်လေးတော့ဈေးကြီးတဲ့အထက်ကိုရောက်တယ်မြန်မာနိုင်ငံအနေနဲ့ဆိုလို့ရှိရင်ပေါ့ဒါပေမဲ့တခြားနိုင်ငံတွေအနေနဲ့ဆိုလို့ရှိရင်လည်းဒေါ်လာ2000ဆိုရဲ့အနေထားနည်းနည်းလေးဈေးကြီးတဲ့အပိုင်းထဲမှာရောက်နေတော့မယ်ဒါပေမဲ့ forever phone တစ်လုံးဖြစ်တဲ့အတွက်တော့ဝယ်မဲ့လူတွေကတော့အများကြီးရှိနေမှာဒါကြောင့်မို့လို့လေသူတို့ကအလုံးကြီးအတွက်ကိုအများကြီးထုတ်ဖို့အတီကိုပဲကြံစီထားဖို့ရတယ် Apple ရဲ့အချိန်အကြာကြီးယူပြီးမှထွက်လာမဲ့ဒီ forever phone ကခုချိန်မှာ forever လောကကိုဦးဆောင်နေတဲ့ Samsung နဲ့ Huawei ကိုကြော်နိုင်မလားဆိုတော့ကျွန်တော်တို့အဲ့ချိန်ညမှာပဲသိရမှာပဲဖြစ်ပါတယ်အခုကြည့်နေတဲ့လူတွေရောဘယ်လိုထင်လဲဆိုတော့ comment ထဲမှာဝင်ပြီးတော့ဆွေးနွေးသွားပေးကြပါအောင်ကြည့်ရှုပေးကြတဲ့ဒုတိယချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ရပါဦးကျွန်တော်ကတော့ဟိမ်းပါ